စ်ဆိုင်နဲ့စုပြန်ခုတော့ပြောက်ပြေးလွင်မှာကြောင်လေခြင်းညာရင်မြည်ကြီးတို့ဘဝကိုဖြတ်ကျော်ရာကြုံနေတန်တိုင်းလူဝေဝေဝါတိတ်ကချီတဲ့တို့တို့သွားဒီမှာတို့ညဒီကဲကိုဝေးခဲ့ကြပြီလား